Okay ကျွန်တော်အရှင်ဗီဒီယိုမှာတော့ငါမိတ်ဆွေကိုဒီ authentication route ပေါ့နော် authentication route ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဒီ token နဲ့ဒီကောင် route ကို product လောက်ထားတယ်ဒီကောင် token ဘာမှတည်းအဆက်ရမယ်မဟုတ်ဆိုရင်အဆက်မရဘူးပေါ့နော်အဲ့ဒီလို route မျိုးဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ဟိုမိတ်ဆွေကိုသင်ပေးခဲ့ပြီးပြီပေါ့နော်အဲ့ဒါတော့ဘာမှမခက်ပါဘူးဒီထားပါတော့ဒီ main တော့ပိုင်းထဲမှာဒီကောင်ကိုကျွန်တော်တို့ဒီ router ကိုသွားမှာမလားဒီ node router ကိုသွားမယ်ဆိုရင် node router လေးက dependency အနေနဲ့ထိပ်ပလိုက်တာပဲအဲ့ဒီ Jira token ထုတ်တဲ့အချိန်မှာပေါ့နော် user ပြန်ယူတယ်အဲ့ user ပါတယ်ဆို user တယောက်ပေါ့နော် user တယောက်ပါတယ်ဆိုမှဒါလျင်ဒီကောင်ကိုဒီ node ကnode router ကို accept ပေးမယ်ပေါ့နော်အဲ့လိုမဟုတ်ရင်เนาะဒီ accept မပေးဘူးဆိုတဲ့ပုံစံ accept ပေးတဲ့အချိန်မှာ token ပါမှ accept ပေးတယ် token မပါရင်ဒီကောင် accept မပေးဘူးပေါ့နော်အဲ့လိုပုံစံရှင်းပြခဲ့ပြီးပြီ okay ဒါဆိုရင်အခုဗီဒီယိုမှာကျွန်တော်ဘယ်ပိုင်းဆက်သွားမလဲဆိုတော့ကျွန်တော်ဒီအဓိက channel တော့ဒီ node အပိုင်းပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီကောင်ကဒီ7နေနဲ့ပဲ test ဒီ testing နေနဲ့ပဲရှိခဲ့သေးတယ်ဘာမှရှိထားတာမဟုတ်ဘူးအဓိက node အပိုင်းမရှိရသေးဘူးပေါ့အဲ့ဒါဆိုရင် node အပိုင်းရှိမယ်ဆိုတော့ကကျွန်တော်တို့ဒီမှာအရင်ဆုံး model ကနေစရရမှာပေါ့နော် model စရမယ်ဆိုတော့ထားပါတော့ဒီကျွန်တော် user model ပဲတစ်ချက်သွားကြည့်လိုက်ဒီမှာဆိုရင်ဘာလို့လဲဆိုတော့ဒီ base model လို့လဲ date time လို့လဲ typing လို့လဲပေါ့နော်အဲ့ဒါဆိုအဲ့ကောင်တွေပဲကျွန်တော်တစ်ချက်copy ကူးပြီးယူထားလိုက်မယ်Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆက်သွားမယ်ပေါ့နော်ဆက်သွားမယ်ဆိုတော့ဒီမှာဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်ဒီဟိုပေါ့နော် user model မှာလိုမျိုးပဲဒီမှာဆိုရင်တော့ user register ရှိတယ် user login ရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီnode မှာဆိုရင်တော့ဘာရှိမလဲပေါ့ node မှာဆိုရင်တော့ကျွန်တော်တို့ဒီ node ကို create လုပ်တာရှိတယ် node ကိုပြန်ပြီး update လုပ်တာရှိမယ်ပြီးရင် node နဲ့ပတ်သက်ပြီး response ပြန်ပြီးတာလည်းရှိအောင်မယ်ပေါ့နော် Okay အဲ့ဒါဆိုကျွန်တော်တို့အဲ့ဒီကောင်လေးဘယ်လိုရေးမလဲပေါ့ဘယ်လိုရေးမလဲဆိုတော့လွယ်ပါတယ်ထားပါတော့ class node create ပေါ့နော် node create ဆိုပြီးတော့ base model ကို inherit လောက်ထားလိုက်မယ်ဒီကောင်လို့ရှိမယ်ပေါ့နော်နောက် class ကိုကကြတော့ node update ဆိုပြီး base model ကို inherit လောက်ထားလိုက်မယ်ပြီးတော့ node response ပေါ့နော် node response ဆိုပြီးဒီ base model ကိုပဲ inherit လောက်ထားလိုက်မယ်Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ data model စရအောင် data model ဆို node create လုပ်တဲ့အချိန်ကျရင်တော့သိကြတယ်ပါမလဲဆိုတော့ကျွန်တော်ဒီ node ရဲ့ဒီ node ကိုပဲ user create လုပ်လဲပေါ့ user ID ပါမယ်ပြီးရင်နောက်တစ်ခုကကျတော့ဘာပါမလဲဆိုရင်ဒီ node ရဲ့ title ပါမယ်ပြီးရင်အဲ့ဒီ node ရဲ့ description ပါမယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ node ကိုဘယ်တော့ create လုပ်လဲဘယ်တော့ update လုပ်သွားလဲပေါ့ဒီ feed ပါမှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ကောင်စရေးမယ်ရေးမယ်ဆိုတော့ကဒီမှာဟာပေါ့ဒီ user ID လို့အရင်ဆုံးရေးထားလိုက်မယ်ဗျာဒီကျွန်တော်ဒါတော့မိတ်ဆွေတို့ကိုဒီ data model ဆွဲတော့ပြခဲ့ပြီသားနော်ထားပါတော့ဒီ user ID ကဒီကောင်ကိုကြတော့ဒီဟိုပါပေါ့ဘာလဲမလို့ stream ပဲဝင်လာလိုက်မယ် user ID ကိုเนาะ okay ဘာလို့လဲဆိုတော့ကျွန်တော်ဒီ object ID ကနောက်မှပြန်ပြောင်းလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် MongoDB တဲကဆိုရင်တော့ဒီကောင်က object ID ရှိတယ်မှာဒါပေမဲ့လောလောဆယ် stream ပဲဝင်လာခိုင်းလိုက်မယ် string နေနဲ့ပဲတင်ထားလိုက်မယ်ပြီးတော့မှလောလောဆယ်ဒီ request ဝင်လာရယ်ပေါ့နော်ဒီ string နေနဲ့ပဲထားလိုက်မယ်အဲ့ request ဝင်လာတဲ့ကောင်ကိုပြင်ပြီးတော့ database ထဲမှာတော့တင်တဲ့အချိန်မှာဒါအဲ့ကောင် object ID ပြောင်းလိုက်မယ်ပေါ့နော်ထားပါတော့ဒါဆိုရင်ကျွန်တော်ဒီမှာ node ကို create လုပ်ပြီးပါပြီ okay နောက်တစ်ဆင့် create လုပ်ပြီးပါပြီဆိုရင်ဘာဆက်လုပ်ကြမလဲဆိုတော့ကျွန်တော်ဒီဒီ sorry node ကို create လုပ်ပြီးသွားရမှာဟုတ်ဒီမှာ user ID ပါပြီ user ID ပါပြီနောက်တစ်ခုကကျတော့ဒီ title ပါမယ် title လည်း string ပဲပြီးတော့ description ကလည်း string ပဲဖြစ်မယ်နောက်တစ်ခုကကျတော့ create app update app ပေါ့နော် create app ဒီကောင်ကကျတော့ဟိုပါပေါ့ဒီ optional fee နေလည်းရှိမယ်ပြီးရင်သူ့ထဲကို default value ထည့်ပေးလိုက်မယ်ပေါ့နော် sorry optional ဆိုပြီးဒီကောင်က date time ဖြစ်မယ်default ကကျတော့ date time တော့နောက်အခုလက်ရှိအချိန်ကိုထည့်ပေးလိုက်မယ်ပေါ့အဲ့တိုင်းပဲ update as ဆိုပြီးတော့ option နဲ့ date time ဆိုပြီးတော့ date time တော့now ပေါ့ okay ရပြီနောက်တစ်ခါကျတော့ဒီ node update လုပ်ရင်တော့အကုန်လုံးက optional တွေဖြစ်နေပါဘောเนาะအဲ့ဒီထဲမှာမှ update လုပ်တဲ့အချိန်ကျရင်ဘာဖြစ်မလဲဆိုတော့ create add မလို့ update fee ပဲလိုမှာပေါ့ okay ဒါဆိုဒီကောင်လေး option နဲ့ဖြစ်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးတစ်ချက်ဒီ string နေပေါ့เนาะ sorry ဒီကောင်လေးချက်ဒီသုံးခုလုံး slash မှတ်လိုက်မယ်ဗျာ okay ပြီးတော့ဒီကောင်တစ်ချက် cap လုပ်လိုက်မယ်ပြီးရင် option နဲ့ပေါ့ oh sorry option နဲ့ string ပေါ့ဘာမှမပိုင်ဒီ name ပဲထားလိုက်ပါ okay ဒီတိုင်းပဲရှိထားလိုက်မယ်ပြီးရင်ဘာဆက်လုပ်မလဲဆိုတော့နောက်ဆိုရင်ဒါ node update နဲ့ပတ်သက်တဲ့ fee လဲဒီဘယ်လိုပြောမလဲ new model လဲရှာသွားပြီရှာသွားပြီဆို response ပြန်ရင်ကြတော့ကျွန်တော်ဒီမှာအကုန်လုံး response ပြန်ပြီเนาะ id လဲလိုမယ်ပြီးတော့user id လဲလိုမယ် user id လဲ string နဲ့ပဲရှိအောင်เนาะနောက်တစ်ခုကကြတော့ title လိုမယ် title လဲ string ပြီးတော့ description လိုမယ် description လဲ string ပဲပြီးတော့create app ပေါ့
created app ကကျတော့ကျွန်တော် date time အနေနဲ့သွားမယ်ပြီးတော့ updated app အကောင်ကလည်း date time အနေနဲ့ပဲသွားမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ node model ရပါပြီ node model ရပြီဆိုတော့ဒီကောင် node ကို CRUD ဆက်ရေးမယ် CRUD ဆက်ရေးမယ်ကျွန်တော်ထားပါတယ်ဒီမှာ node ဒီ CRUD folder အောက်က node တော့ပိုင်းအောင်သွားမယ်သွားပြီးတော့ဒီကောင်ရေးမယ်ဆိုတော့ကျွန်တော်ဒီမှာပါတယ်လို့လဲဆိုတော့ CRUD ရေးမယ်ဆိုရင်ဗျာကျွန်တော်ဒီ database လိုမယ်ပေါ့နော်ပြီးတော့အဲ့ဒီ model ထဲမှာကျွန်တော်ဘာတွေရေးမလဲအဲ့ကောင်လေးလိုမယ်လောလောဆယ်ဒီ utility တော့မလိုဘူးပေါ့နော်ဒီကောင် node CRUD တက်ပဲရေးမှာဆိုတော့ okay ဒါဆိုရင်အရင်ဆုံး from db. sorry application မှာဒီ app ထဲက db ပြင်လာအောင် import လုပ်မလဲဆိုရင်အဲ့ထဲမှာပါတယ် db ကို import လုပ်မယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ model နဲ့ပတ်သက်တဲ့ကောင်တွေပေါ့နော် model ဆိုတော့ဒီ app ထဲက model ထဲမှာရှိတဲ့ဒါကို import လုပ်မလဲဆိုရင် sorry model ထဲမှာရှိတဲ့ node ထဲကမှာဒီ user node create ပေါ့နော် node create ရှိမယ်node update ရှိမယ်เนาะဒီကောင် import လုပ်မယ် response ပြန်လာတော့မလိုသေးဘူးเนาะလောလောဆယ်ဘာလို့ဆိုတော့ဒီ route ကြမှာလည်းဒီကောင်ကိုလိုမှာလေ okay ဒါဆိုရင်ကျွန်တော်ဒီမှာဘာဆက်လုပ်မလဲဆိုတော့ဒီမှာဒီ function တွေရေးရမှာပေါ့နော် function တွေရေးမယ်ဆိုတော့ထားပါတော့ဒီကောင်ကြောင့် node create လောက်တာရှိမယ်ပြီးတော့dev ပေါ့ async dev ပေါ့နော်ဒီကောင်ကဟိုဒီ async await နဲ့သွားနေတာဆိုတော့ဒီ asynchronous programming style သွားမှာဆိုတော့ထားပါတော့ async dev ဆိုပြီးတော့node create ပေါ့ထားပါတော့ create node လို့ပဲပေးထားလိုက်မယ်node create လုပ်မယ်ဆိုရင်သူကဘာဝင်လာမလဲဆိုတော့ဒီ route ကနေတစ်ဆင့်ပါတော့အခုလောလောဆယ် CRUD ပေါ့CRUD ဆိုဒီမှာ route ရှိမယ်အဲ့ route ကနေတစ်ဆင့်ကျွန်တော်တို့ဒီ node ကို node ကို request body ကနေတစ်ဆင့်ဝင်လာမှာအဲ့ request body ကနေတစ်ဆင့်ရလာတဲ့ data ကိုမှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ create လုပ်ပြီးမှာ哦အဲ့ဒီတော့ဘယ်လိုဖြစ်နေမလဲဆိုရင်ဒီမှာ node ဆိုပြီးတော့ node create ဆိုတဲ့ဒီ object ကြီးဝင်လာလိမ့်မယ်ပေါ့နော် okay ပြီးရင်ဘာဆက်လာမလဲဆိုတော့ထားလောလောဆယ်ဒီကောင်တိုင်းမှာထားလိုက်မယ်ပြီးရင်node create ပြီးရင်node တစ်ခုချင်းစီယူမယ်ဒါမှမဟုတ် node အများကြီးယူမယ်ဆိုတာမျိုးပေါ့နော်ထားတော့ async dev ဆိုပြီးတော့get node ဆိုပြီးတော့ဒီမှာnode ကိုယူမယ်ဆိုရင်ဘယ်လိုယူမလဲပေါ့ဘယ်လိုပုံစံနဲ့ယူမလဲဆိုရင်ကျွန်တော်တို့က node တစ်ခုချင်းစီလိုချင်တယ်ဆိုရင် node ရဲ့ id နဲ့သွားယူမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ node id ဆိုပြီးတော့ဒီမှာ string နဲ့ဝင်လာမယ်ပြီးတော့pass ပေါ့အဲ့ဒါပဲnode တွေအများကြီးယူမယ်ကွာ node တွေအများကြီးဆိုတော့ async dev get node ဆိုပြီးသွားမယ် okay ပြီးရင်ဒီကောင်ကကျတော့ node တွေအများကြီးပဲဆိုတော့ဘာမှမလိုဘူးဆိုပေမဲ့ကျွန်တော်တို့ကဒီ node ကိုယူတဲ့အချိန်ညရင်ဘယ်လိုပုံစံယူရမလဲဆိုတော့ကဒီမှာကဗျာဒီရှားတဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီ node database ထဲမှာ node တွေတင်ထားတယ် node တွေတင်ထားဆိုအဲ့ node တွေထဲမှာ id တွေလည်းလိုတာပဲပေါ့နော်node တွေ node id ရှိမှာအဲ့ node id မှာမှကျွန်တော်တို့ဒီ user id တွေနဲ့လည်းတွဲထားသေးတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ user login ဝင်ထားတယ်ဆိုရင်ဒီ user create လုပ်ထားတဲ့ node တွေကိုသာလည်းအဆက်ရမယ်ဆိုတော့ပုံစံရှိရမှာပေါ့နော်လောလောဆယ်တော့အဲ့ဘိုင်းကထားလိုက်အောင်ကျွန်တော်လောလောဆယ် node တွေအကုန်လုံးယူမယ်ဆိုလဲဒီတိုင်းပဲ plain အကုန်ယူထားလိုက်မယ်ဒီကောင် product လုပ်ထားတဲ့အနေနဲ့ပဲထားလိုက်မယ်ပေါ့နော်နောက်ပိုင်းနေကြမှာဆက်ပြင်မယ် okay ဒါဆိုရင်ဒီတိုင်းပဲရေးထားလိုက်မယ်ပြီးရင်တော့ pass ထားလိုက်ပေါ့ပြီးနောက်တစ်ခါကျတော့ async dev get node ရပြီးတော့ဆိုတော့ဒီမှာ update node ပေါ့နော်ဒီနေရာမှာစဉ်းစားရရှိကျွန်တော်ပြောသွားတော့လောလောဆယ်တော့ဒီတိုင်းပဲရှိပြသွားအောင်မယ်။ဘာလို့ဆိုတော့ဒီ note တွေယူတဲ့အချိန်ကျရင်ဗျာ note တစ်ခုချင်းစီယူမယ်ဆိုရင်ဒီ login ဝင်ထားတဲ့ user ရဲ့note ကိုယူမယ်။ဒါတော့တခြား user ရဲ့ note ကိုသွားယူလို့ရတဲ့ပုံစံဖြစ်မနေရဘူး။ဒီတိုင်းမှာ note တွေအကုန်လုံးယူမယ်ဆိုရင်လည်းဒီ login ဝင်ထားတဲ့ user create လုပ်ထားတဲ့ note တွေအားလုံးကိုသာလင်ယူမယ်။ဒီတခြား user တွေ create လုပ်ထားတဲ့ note တွေအားလုံးသွားယူလို့မရအောင်ဆိုတဲ့ပုံစံရှိရမှာเนาะဒီနေရာတွေမှာအဲ့ကောင်တွေတော့တစ်ချက်သတိထားရမယ်။ထားပါတော့ပြီးတော့ update လုပ်မယ်ဆိုရင်လည်းကျွန်တော်အဲ့တိုင်းပဲupdate လုပ်မယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီဘယ် node ကို update လုပ်မလဲဆိုတာကိုလိုမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ update လုပ်တဲ့ချိန်ကျရင်ကျတော့ဒီ node update ဆိုရဲဒီဟိုပါပေါ့ဒီ object ဝင်လာဒီ object ကြီးဝင်လာရမယ် okay ဒါဆိုဒီကောင်လည်း pass ပဲထားလိုက်မယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာဒီ node ပေါ့ဒီ node ဆိုရင်async dev delete node ဆိုပြီးသွားမယ်ဒီထဲကိုnode id ထည့်ပြီးလိုက်မယ်ပေါ့နော်ပြီးရင် pass ဖြစ်သွားမယ် okay
ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာတွေရပြီလဲဆိုတော့ကျွန်တော်ဒီ function တွေတော့ရပြီပေါ့နော်လောလောဆယ်ဒီကောင်တွေဆက်မရှိသေးဘူးထားပါတော့ okay ဒါဆိုရင်ဒီထဲမှာအလုံးလုံးမဲ့ကောင်တွေတော့မရှိရသေးဘူးเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ node create လုပ်တဲ့ဒီ node CRU တွေအပိုင်းတော့ပြီးသွားပြီပေါ့ okay ဒါဆိုနောက်ထပ် CRU တွေအပိုင်းပြီးသွားပြီဆိုရင်ရေးရမှာကဒီ route ပေါ့ route ဆိုရင်ဒါ node route ကိုသွားရမယ်ဆိုတော့ဒီထဲမှာလာရမယ် okay ဒါဆိုဒီထဲမှာဘာတွေလာမလဲဆိုရင်ဒီကောင်တော့မလိုတော့ဘူးเนาะဖြတ်လိုက်တော့မယ်ပြီးရင် app router တော့အရင်ဆုံး create လုပ်မယ်ဆိုရင် post method နဲ့လာမှာဆို post ပေါ့ post ဆိုပြီးတော့ဒီမှာဘာလာမလဲဆိုရင်ဒီ node ကို create လုပ်မယ်ဆိုတော့ဒီ node ဆိုပြီးဝင်လာမယ်ဝင်လာ slash ဆိုပြီးရိုက်လိုက်တာ ਨੇ ကျွန်တော်ဘယ်ကောင်ကိုသွားမလဲဆိုတော့ဒီအစင် dev ဆိုပြီးတော့ create node API ကိုခေါ်လိုက်မယ်နော်ဒီ function ကိုခေါ်လိုက်မယ် okay ဒီ function နဲ့ parameter ဘာတွေဝင်လာမလဲဆိုရင် node create node ဆိုတဲ့ဒီ object ဝင်လာမယ်ပေါ့ okay ဒီတိုင်းလေးပဲရေးထားလိုက်မယ်ရေးထားပြီးဒီကောင်က plus ပဲပေးလိုက်မယ် okay ဒါဆိုရင်ဒီကောင်လေး import လုပ်ပေးဖို့လိုသေးတယ်ဆိုတော့ကကျွန်တော်ကဒီမှာဒီ from ဒီ app.model .node ဆိုပြီးတော့ import ဆိုပြီးတော့ကျွန်တော်ဒီထဲက create node create ရှိမယ် node update ရှိမယ်ပြီးတော့ node response ရှိမယ်ပေါ့နော် okay ဒီကောင်ကကျတော့ node create ဖြစ်မှာနော် create node မဟုတ် okay ဒီတိုင်းသွားလိုက်မယ်ဒါဆိုရင်ဒါကဒီ route ကိုလာရင်ဒီ function အလုပ်လုပ်မယ်ပေါ့နော်အဲ့တိုင်းပဲ router တော့နောက်တစ်ခါကျတော့ get ဆိုပြီးကျွန်တော်တို့ ID နဲ့လာမှာဆိုတော့ဒီမှာ node ID ပေါ့လောလောဆယ်ဒီတိုင်းပဲရေးထားလိုက်မယ်နော်နောက်မှ loader set ပြင်တော့မယ် dev ဆိုပြီးတော့ get node API ပေါ့ okay ဒီထဲမှာဘာဝင်လာမလဲဆိုကျွန်တော်က node ID ဝင်လာမယ်ဒါက string နဲ့ဝင်လာမယ်ပေါ့အဲ့ဒါမှဒီ over ကကောင်လမ်းခေါ်အောင်ပေါ့နော်ဒီမှာ okay ပြီးတော့ဒီမှာ router တော့ဒီမှာကျတော့လည်း get ပဲ get ဆိုပြီးတော့လောက်တဲ့ဒီကောင်ကကျတော့ဘယ်မှမလို့ဘာနဲ့သွားမလဲဆိုတော့အစင် dev get ဒီမှာကျတော့ node မှာ s ပါတယ်နော် node တွေအကုန်လုံးယူရဆိုတော့အတိတ်ပဲပြီးရင် pass ပေးလိုက်မယ် router တော့ပြီးရင်put method နဲ့ပေါ့နော် update လုပ်မှာဆိုတော့ဒီမှာဘာလာမလဲဆိုရင်ဒီ node id လုပ်မယ်ပြီးရင်အစင် dev ဆိုပြီးတော့ဘာကို response ပြန်ပေးမလဲဆိုရင်ထားပါတော့ update node API ပေါ့ဒီ function ကိုအလုပ်လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီမှာဘာထည့်ပေးမလဲဆိုရင်ဒီ node id ထည့်ပေးလိုက်မယ် plus ပေးထားလိုက်မယ် okay router တော့ delete ဆိုပြီးတော့ node id ပဲထည့်ပေးလိုက်မယ်ပြီးတော့အစင် dev delete node API ပေါ့ဒီမှာလဲ node id ပဲလိုမယ်ပေါ့နော် string ဝင်လာမယ်ပြီးတော့ pass ပေးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီပုံမှန်တိုင်းပေါ့နော်ဘာတွေလိုလဲဆိုတော့ဒီ CRU တွေလိုတယ်ဒီ route လိုတယ်ဆိုတော့ဒီကောင်တွေအကုန်လုံးရှိယူသွားလိုတဲ့ function တွေပေါ့နော်အဲ့ထဲမှာတော့အသုံးဒီအဲ့ function တွေတကယ်အလုပ်လုပ်ပေးမဲ့flow တွေပေါ့ဒီ code တွေတော့မရှိရသေးဘူးပေါ့နော် okay ဒါဆိုရင်လောလောဆယ်တော့ကျွန်တော်ဒီ set ချပြီးသွားပြီနောက် video မှာဒါလည်းဒီထဲမှာလိုရမဲ့ code တွေကိုတစ်ဖြည်းချင်းဖြည့်ရေးသွားပါမယ်နော် okay ဒါဆိုရင် main အနေနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်